နေကောင်းကျမ်းမာကြပါရဲ့လားခင်ဗျာသုတကဘာကိုအားပေးနေကြတဲ့ညီကိုမောင်နှမတွေထဲမှာစတူဒီယိုကီပလီရဲ့ Animal ရုပ်ရှင်တွေကိုသဘောကျနှိမ့်ဆိုင်ကြသူတွေပါကြလားခင်ဗျဒါဆိုရင်တော့ဒီဗီဒီယိုလေးကသင်တို့အတွက်ပါပဲကျွန်တော်အခုဒီဗီဒီယိုထဲမှာအဓိကပြောသွားမယ့်အကြောင်းအရာကကောင်လေးနဲ့ငဟင်းငှက်ရုပ်ရှင်တွေကစိတ်ဝင်စားစရာ Disney ရည်ညွှန်းချက်တွေပဲဖြစ်ပါတယ်စတူဒီယိုကီပလီကကျွန်တော်တို့အာရှရဲ့ Disney လို့ပြောလို့ရပါတယ်Disney နဲ့ Studio Ghibli ကအချိန်အတိုင်းအတာတစ်ခုထိလက်တွဲခဲ့ဘူးတာကြောင့်အခုဒီဗီဒီယိုမှာပါတဲ့ Disney ရည်ညွှန်းချက်တွေက85%လောက်မှန်ကောင်းမှန်နိုင်ပါလိမ့်မယ်ခင်ဗျာ။ဘာလို့ရာနှုန်းပြည့်မှန်မနေရတာလဲဆိုတာကတော့အခုပြပြမယ်အချက်လက်တွေကကျွန်တော်တဦးတယောက်တည်းရဲ့အမြင်ဖြစ်တာကြောင့်ရဲ့ Studio Ghibli ဘက်ကတရားဝင်ထုတ်ပြန်ထားခြင်းမရှိတာရဲ့ကြောင့်ဒီအတိုင်းအပျော်တမ်းအချက်လက်အနေနဲ့ပဲမှတ်ယူစေချင်ပါတယ်ခင်ဗျာ။ဒီဇာတ်ကားမှာပါတဲ့သခင်မနတ်စခိုရဲ့အိမ်ကအိမ်တော်တွင်အဖွားအို9ယောက်ကလူပုလေး9ယောက်ကိုရည်ညွှန်းပါတယ်။မျက်မှန်လေးနဲ့အဖွားတစ်ယောက်ဆိုရင်လူပုလေး9ယောက်ထဲက dog နဲ့တူပါတယ်။သခင်မလေးဟိမိကိုကြက်တူရွေးတွေကဖန်ခေါင်းတလားနဲ့တည်သွားတာတွေ့ရပါတယ်။မနှင်းပြူလေးအိတ်ဆက်သွားတဲ့အချိန်မှာလည်းလူပုလေးတွေကဖန်ခေါင်းတလားနဲ့ပဲထားရှိခဲ့ပါတယ်။တစ်ဆက်ထဲမှာပဲသခင်မလေးဟိမိကိုယ်တိုင်ကပဲကျိန်စာကြောင့်အိပ်ပျော်သွားတဲ့မင်းသမီးလေးအော်ရိုရာလိုမျိုးလှလှပပလေးမိမျောနေတာကိုတွေ့ရမှာပါကျွန်တော်ထင်ထင်ရှားရှားသတိထားမိတာကတော့မာဟီတိုရဲ့အဖိုးပြစ်ချလိုက်တဲ့နှင်းစီပန်းလေးပါဒီနှင်းစီပန်းလေးကလှဒေဝီနဲ့တာရဲကြီးကာတွန်းရုပ်ရှင်တွေကနှင်းစီပန်းကိုကိုစားပြုတာဖြစ်နိုင်ပါတယ်နှင်းစီပန်းကတော့ဘယ်ဇာတ်ကားမဆိုကြိုက်တယ်လို့ထည့်လို့ရတယ်ဆိုပေမဲ့ဒီဇာတ်ကားမှာ Disney ညွှန်းချက်တွေအများကြီးပါတာကြောင့်ဒီနှင်းစီပန်းလေးကကျွန်တော်ထင်တယ်လို့မျိုး Easter ဥလည်းဖြစ်နိုင်ပါတယ်အဖိုးကြီးပြစ်ချလိုက်တဲ့နှင်းလီပန်းဟာလှဒေဝီနဲ့တာရဲကြီးတွေကလိုပဲအချိန်ကာလကုံဆုံးတော့မယ်ဆိုတဲ့အဓိပ္ပာယ်ကိုဆောင်နေပါတယ်ခုနောက်ဆုံးကြံတဲ့တစ်ခုကတော့မာဟီတိုမြေအောက်ကဘာကိုရောက်သွားတဲ့အခန်းမှာမာဟီတိုမြေအောက်ကဘာကိုသွားဖို့ငဟိငှက်ကြီးခေါ်သွားတဲ့အခန်းက Alice ကိုအိမ်မက်ကဘာသွားဖို့ယုံမြူကလေးကခေါ်သွားတာနဲ့ဆင်တူပါတယ်ပြီးတော့မာဟီတိုမြေအောက်ကဘာကိုဆင်းသွားတာကလည်း Alice ယုံတွင်းနဲ့ကျသွားတဲ့ပုံစံနဲ့ဆင်တူပါတယ်ဒီနေရာမှာမီယာဆာကီအသုံးပြုသွားတဲ့ပြကွက်တွေက Disney ရဲ့ Alice in Wonderland ကိုအမှတ်ရသေးတာညှင်းလို့မရပါဘူးဟုတ်ကဲ့အခုကျွန်တော်ပြောပြပြီးသွားတဲ့အချက်လက်တွေကိုသဘောကျမယ်လို့ထင်ပါတယ်အခုဒီဗီဒီယိုကိုကြည့်နေတဲ့ညီအကိုမောင်နှမတွေထဲမှာရောကောင်လေးနဲ့ငဟင်းငှက်သကားတွေကတခြားသော Disney Easter ဥတွေတွေ့မိတာရှိရင်လည်း comment မှာပြောပြပေးသွားလို့ရပါတယ်ခင်ဗျာနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြတာပေါ့